စုချီနဲ့ကျန်းဟောင်တို့ကိုတွေးလိုက်ရတဲ့ကျန်းဟောင်ရဲ့လက်ကိုစုချီကကင်ထားပြီးနိုင်တလုံးပတ်ပေးနေတာကိုမြင်လိုက်ရတဲ့အချိန်မှာအရာအလုံးပြီးဆုံးသွားပြီးဆိုတဲ့စကားလုံးလေးလုံးပဲကျွန်တော်ရင်ထဲမှာရှိတော့တယ်ကျွန်တော်လက်ထွက်လာတော့ကျန်းဟောင်ကမြင်သွားပြီးသူတို့နှစ်ယောက်မကြခင်လက်ထက်တော့မှဖြစ်ကြောင်းကြွားလုံးထုတ်ပါတယ်စုချီကလည်းနောက်ဆိုကျန်းဟောင်ကမင်းရဲ့အကိုတယောက်ဖြစ်လာမှာပါလို့ပြုံးပြီးပြောခဲ့တယ်ကျွန်တော်ကတော့ဘာမှပြန်မပြောပဲလှည့်ထွက်ခဲ့လိုက်ပါတယ်အိမ်ရောက်လို့ညဘက်စာဖတ်နေတော့စုချီကအခန်းထဲဝင်လာပြီးစပွဲပေါ်ကဓာတ်ပုံပေါင်းဘယ်ရောက်သွားလဲလို့မေးပါတယ်ကျွန်တော်ကမှားပြီးကြပွဲသွားလို့ပြင်ဖို့ပေးထားတယ်လို့အလွယ်တကူပဲလိန်ပြောလိုက်တယ်အတိတ်ဘဝတုန်းကသူမရှိမှဘယ်တော့မှမလိန်နိုင်ခဲ့ပေမဲ့အခုတော့ဒီလောက်ရုပ်ရှင်နဲ့လိန်ညာမှုကိုတောင်သူမှမရိပ်မိတော့ပါဘူးဇွန်လ24ရက်နေ့မှာတော့တက္ကသိုလ်ဝင်ခွင့်ရလက်တွေထွက်လာပါတယ်ကျွန်တော်ရမှတ်က689မှတ်တောင်ရခဲ့လို့ချင်းပိတ်တက္ကသိုလ်ကိုတက်နိုင်ဖို့တေချာတလောက်ရှိသွားပါပြီ။ကျောင်းမှာကျွန်တော်အတန်းဖော်ချန်ရှိနဲ့ဆုံခဲ့ပြီးသူမကကျွန်တော်ကိုကားနဲ့အိမ်ထိလိုက်ပို့ပေးခဲ့ပါတယ်။အိမ်ရှိမှာစုချီနဲ့ကျန်းဟောင်တို့ရှိနေပြီးကျွန်တော်ချန်ရှိနဲ့အတူရှိနေတာကိုမြင်တော့စုချီကချန်ရှိတို့မိသားစုကငါတို့နဲ့မတူဘူး။မင်းကိုအတိုင်းတာကိုသိပါလို့တတိပေးပါတယ်။ကျွန်တော်ကလည်းသူမကကျွန်တော်အတန်းဖော်ပါကျွန်တော်ဘယ်သူနဲ့ပေါင်းရမလဲဆိုတာကျွန်တော်တို့လက်ခွင့်ပါလို့ပြပြတသားပြန်ပြောခဲ့ပါတယ်။ချန်ရှိရဲ့မွေးနေ့မှာတော့ကျွန်တော်တို့တငယ်ချင်းတစုရေခဲပြင်စကိတ်စီးဖို့တွားခဲ့ကြတယ်။အဲ့ဒီမှာစုချီနဲ့ကျန်းဟောင်တို့ကိုထပ်တွေ့ပြန်ပါတယ်။ကျွန်တော်ချန်ရှိကိုစကိတ်စီးတင်ပေးနေရင်မတော်တဆချော်လဲပြီးသူမနဲ့အနီးကပ်ဖြစ်သွားတဲ့အချိန်မှာစုချီကဒေါသတကြီးရောက်လာပြီးလူကြားထဲမှာမိန်းကလေးတစ်ယောက်နဲ့အခုလိုပူးကတ်နေတာအရှက်မရှိဘူးလား။အခုချက်ချင်းအိမ်ပြန်မယ်လို့ပြောကကျွန်တော်လက်ကိုဆွဲခေါ်ပါတယ်။အဲ့ဒီအချိန်မှာပဲကျန်းဟောင်ကမတော်တဆချော်လဲတယ်လို့ဟန်ဆောင်ပြီးအော်ဟစ်လိုက်တဲ့အခါစုချီကကျွန်တော်လက်ကိုချက်ချင်းလွတ်ပြီးသူ့စီကိုပြေးသွားပါတော့တယ်သူမကကျန်းဟောင်ကိုဆေးရုံလိုက်ပို့ဖို့ပြင်ဆင်ရင်းကျွန်တော်ကိုမင်းဘာသာမင်းအိမ်ပြန်လိုက်တော့လို့ပြောပြီးထွက်သွားခဲ့ပါတယ်ကျန်းဟောင်ကတော့လှည့်ထွက်သွားရင်းကျွန်တော်ကိုအောင်နိုင်သူတယောက်လိုပြုံးပြသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲဒါဟာကျွန်တော်ကိုစုချီနဲ့ဝေးအောင်သူတမင်လုပ်ခဲ့တဲ့လက်ကွက်ဆိုတာကျွန်တော်ကောင်းကောင်းကြီးနားလည်လိုက်ပါတော့တယ်ပြန်ရောက်တဲ့အခါစုချီကိုယ်တိုင်ခောက်ပြီးပေးခဲ့မှုတဲ့စက်ကူနင်းစီပန်းလေးကိုမြင်ပြီးရင်ထဲမှာနာကျင်မိပေမဲ့အခုတော့ဒါတွေကအရေးမကြီးတော့ပါဘူးအဲ့ဒီအချိန်မှာပဲကျွန်တော်အသေးအတန်မျောလင့်နေခဲ့တဲ့ချင်းပိတ်တက္ကသိုလ်ကဝင်ခွင့်စာလွှာရောက်လာပါတယ်အရာအလုံးအဆင်ပြေသွားပါပြီနောက်နေ့မနက်မှာစုချီကစစ်တပ်ထဲကိုပြန်သွားဖို့ပြင်ဆင်ပါတယ်သူမကကျွန်တော်စီကတုတ်ပြန်မှုတစ်ခုခုကိုမျှော်လင့်နေပုံရပေမဲ့ကျွန်တော်ကတော့အေးအေးဆေးဆေးပဲနှုတ်ဆက်လိုက်ပါတယ်သူမကားပေါ်တက်ခါနီးမှာကျန်းဟောင်ကခြေထောက်နာဟန်ဆောင်ပြီးရောက်လာလို့သူတို့နှစ်ယောက်စကားပြောနေကြတော့ကျွန်တော်ကတော့အိမ်ထဲကိုပဲလှည့်ဝင်ခဲ့လိုက်တယ်စုချီကကျွန်တော်ရဲ့ကြောပြင်ကိုကြည့်ရင်နောက်တစ်ခါထပ်မတွေ့ရတော့မလို့ထူးဆန်းတဲ့ခံစားချက်မျိုးဖြစ်နေပေမဲ့မောင်လေးကလည်းမကြခင်ငါစီတောင်ကုတ်တက္ကသိုလ်လာမှာပဲလေဆိုပြီးကိုဘာသာပြန်ပြေးတိတ်သွားပါတယ်ကျွန်တော်ဟာအိမ်ကတပ်ပုံတွေထဲကမှမိဘနှစ်ပါးနဲ့ကျွန်တော်၃ယောက်ထဲရိုက်ထားတဲ့တပ်ပုံဟောင်းလေးကိုပဲယူပြီးအထုပ်ပိုးပြင်လိုက်ပါတယ်။နောက်နေ့မနက်မိဘတွေအိပ်ပျော်နေတော့မှပဲကျွန်တော်အိမ်ကနေတိတ်တဆိတ်ထွက်လာခဲ့ပါတယ်။အတိတ်ဘဝတုန်းကတော့အနှင်ထုတ်ခံရသူအဖြစ်ထွက်သွားခဲ့ရပေမဲ့ဒီတစ်ချိန်မှာတော့ကိုခြေထောက်ပေါ်ကိုရက်တီမဲ့သူအဖြစ်မြို့တော်စီကိုယထာနဲ့ထွက်ခွာလာခဲ့ပါပြီ။ယထာပေါ်မှာမထင်မှတ်ပဲအတန်းဖော်ချန်ရှိနဲ့ဆုံခဲ့ပြီးသူမလည်းချင်းပိတ်တက္ကသိုလ်ကိုပဲတက်မှာဖြစ်ကြောင်းသိလိုက်ရတဲ့အခါကျွန်တော်အတွက်အဖော်ရသွားတယ်လို့ခံစားလိုက်ရပါတယ်။အိမ်မှာကြံခဲ့တဲ့မိဘတွေကတော့ကျွန်တော်ထားခဲ့တဲ့စာကိုဖတ်ပြီးမှကျွန်တော်တောင်ကုတ်တက္ကသိုလ်ကိုမသွားဘဲချင်းပိတ်တက္ကသိုလ်ကိုသွားပြီးဆိုတာသိလိုက်ရပါတယ်။အမေကစိုးရိမ်တကြီးနဲ့စုချီစီဖုန်းဆက်ပြောပါတယ်။စစ်တပ်ထဲမှာလေ့ကျင့်ရေးဆင်းနေတဲ့စုချီဟာလည်းရင်ထဲမှာတစ်ခုခုကိုဆုံးရှုံးလိုက်ရတယ်လို့ခံစားနေရပေမဲ့မောင်လေးကမကြခင်ငါစီလာမှာပဲဆိုတဲ့အတွေးနဲ့ပဲဖြစ်သိနေတော့မှတက္ကသိုလ်တွေဖွင့်တဲ့နေ့မှာတော့စုချီဟာကျောင်းဘဝမှာကျွန်တော်ကိုစောင့်နေခဲ့ပါတယ်။ဒါပေမဲ့ရောက်လာတာကကျန်းဟောင်တယောက်တည်းပါကျန်းဟောင်ကမင်းမသိဘူးလားလင်ယူကချန်ရှိနဲ့အတူချင်းပိတ်တက္ကသိုလ်ကိုသွားလိုက်ပြီလေလို့ပြောလိုက်တဲ့အခါစုချီတယောက်ဆုံးသွားပါတော့တယ်။ကျွန်တော်အရင်ကပြောခဲ့တဲ့စကားတွေကိုသူမကနောက်ပြောင်တယ်လို့ပဲထင်ခဲ့တာပါ။အခုမှပဲကျွန်တော်ဟာသူမနဲ့ဝေးရဖို့တကယ်ထွက်သွားပြီဆိုတာသူမနားလည်လိုက်ပါပြီ။စုချီဟာအိမ်ကိုဖုံးဆက်ပြီးအကျိုးအကြောင်းမေးမြန်းတဲ့အခါကျွန်တော်တကယ်ပဲချင်းပိတ်ကိုသွားပြီဆိုတာအတီးပြုနိုင်ခဲ့ပါတယ်။မောင်လေးကငါ့ကိုမချစ်တော့ဘူးလားငါနဲ့အတူမနေချင်တော့ဘူးလားဆိုတဲ့အတွေးတွေနဲ့အတူချန်ရှိရဲ့မျက်နှာကိုမြင်အောင်လာပြီးစုချီရဲ့ရင်ထဲမှာမနာလိုစိတ်နဲ့နာကျင်မှုတွေတပြိုင်နက်ခံစားလိုက်ရပါတော့တယ်။ချင်းပိတ်တက္ကသိုလ်ရောက်ချင်းမှာပဲကျွန်တော်အဆောင်ခန်း900နှစ်မှာနေရာချပြီးအိမ်ကိုဖုံးဆက်ခဲ့ပါတယ်။မိဘတွေကသူတို့ကိုအတိမပေးပဲထွက်သွားလို့စိတ်ဆိုးနေကြပေမဲ့ကျွန်တော်ရဲ့လုံခြုံမှုကိုသိလိုက်ရတဲ့အခါမှာတော့စိတ်အေးသွားကြပါတယ်။အဆောင်မှာတော့လူဝေးလို့ခေါ်တဲ့ပျော်ပျော်နေတတ်တဲ့တငယ်ချင်းတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။သူကအမျိုးသားနေ့အားလက်ရက်မှာပေချင်းမျိုးကိုလိုက်ပို့ပေးမယ်လို့ကတိပေးခဲ့ပါတယ်။ကျွန်တော်လည်းစုချီနဲ့ထပ်မတွေ့ချင်သေးတာကြောင့်အိမ်ပြန်မဲ့အစားပေချင်းမှာပဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်။အဆောင်ကတငယ်ချင်းတွေကမိန်းကလေးဆောင်ကကျောင်းသူတွေနဲ့ကခုံဖို့စီစဉ်ကြတဲ့အခါကျွန်တော်ကကမတက်လို့ညင်းခဲ့ပေမဲ့သူတို့ကအတင်းခေါ်တာကြောင့်လိုက်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲအဆောင်မှုခန်းကနေကျွန်တော်ကိုဖုန်းလာတယ်လို့ပြောတာကြောင့်ပြေးသွားကြည့်တဲ့အခါဖုန်းဆက်လာသူကစုချီဖြစ်နေပါတယ်။စုချီကမင်းကကိုဘာမှပြောစရာမရှိတော့ဘူးလားလို့ဒေါသနဲ့ဝမ်းနည်းမှုရောပြောပြီးမေးလာပါတယ်။ကျွန်တော်ကတော့အေးအေးဆေးဆေးပဲပြောစရာရှိတာတွေအကုန်ပြောပြီးပါပြီ။အမားတို့ကျန်းဟောင်နဲ့ပဲပျော်ပျော်ရွှင်ရွှင်နေကြပါကျွန်တော်အတွက်စိတ်မပူပါနဲ့လို့ပြန်ပြောလိုက်တယ်။ကျွန်တော်ရဲ့တည်ငြိမ်လုံးနဲ့တုံ့ပြန်မှုကြောင့်စုချီဟာရင်ထဲမှာပိုပြီးဘာဟီယာဖြစ်သွားပုံပါပဲ။သူမဟာကျွန်တော်ကိုအပြီးတိုင်ဆုံးရှုံးလိုက်ရပြီဆိုတာကိုအခုမှပဲစတင်ခံစားမိလာပါတော့တယ်။
ကျွန်တော်လည်းစကားရှိမဆက်ချင်တော့တာကြောင့်ဖုံးချလိုက်ပါပြီကလပ်ခမ်းမကိုပြန်ရောက်တဲ့အခါယူဝေကကျွန်တော်အတွက်ကဖော်ကဖက်အဖြစ်အတော်ဆုံးမိန်းကလေးကိုရွေးထားပေးတယ်လို့ပြောပါတယ်အဲ့ဒီမိန်းကလေးကတော့တခြားသူမဟုတ်ပဲချန်ရှိဖြစ်နေတာပါသူမဂိုင်တို့ရဲ့ကံကြမ္မာကတော်တော်ဆုံးတာပဲနော်လို့ပြုံးပြီးနှုတ်ဆက်ပါတယ်ချန်ရှိကကျွန်တော်ကိုစိတ်ရှိလက်ရှိနဲ့ကကွက်တွေကိုတင်ပေးပါတယ်သူမနဲ့အနီးကပ်ရှိနေရတဲ့အခါကျွန်တော်ရှက်သွားမိပေမဲ့သူမရဲ့ဖော်ရွေမှုကြောင့်တဖြည်းဖြည်းနဲ့စိတ်ပေါ်ပါလာခဲ့ပါတယ်ညစာစားတဲ့အခါယူဝေကခုနကဖုံးဆက်တာဘာတူလဲလို့မေးတော့ကျွန်တော်ကအမပါလို့ပဲတူတူတုတ်တုတ်ဖြေလိုက်ပါတယ်စုချီချောင်းကိုထပ်ပြီးမစင်စားကျင်တော့တလို့မပြောပြကျင်တော့ပါဘူးအခုတော့ကျွန်တော်ဘဝမှာအတိတ်ကနာကျင်စရာအရေးအယောင်တွေမရှိတော့ပဲချန်ရှိလို့တငယ်ချင်းကောင်းတွေနဲ့အတူလှပတဲ့အနာဂတ်ကိုစတင်နေပါပြီအမမယွင်းယွင်းဖြစ်နေပေမဲ့ချန်ရှိကကျွန်တော်လက်ကိုဆွဲကင်ပြီးငါနောက်ကိုပဲလိုက်ခဲ့ပါဆိုတဲ့စကားနဲ့အတူယုံကြည်မှုပေးခဲ့ပါတယ်သူမနဲ့အနီးကပ်ကပြခဲ့ရတဲ့အဲ့ဒီညကစပြီးကျွန်တော်တို့နှစ်ယောက်ရဲ့တန်ရောစင်ကပိုပြီးခိုင်မြဲလာခဲ့ပါတယ်ကျောင်းမှာကျွန်တော်တို့နှစ်ယောက်အမြဲတမ်းတွဲသွားတွဲလာလုပ်နေကြတာကိုကျောင်းသားတွေကအတင်းပြင်းပြောကြပါတယ်အတိတ်ဘဝကလူတွေရဲ့အတင်းစကားကြောင့်ဘဝပြတ်ခဲ့ရတဲ့ဒဏ်ရာရှိနေတဲ့ကျွန်တော်ဟာချန်ရှိကိုထိခိုက်ပါဆိုလို့သူမနဲ့ခက်ခွာခွာနေဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့ချန်ရှိကတော့လူတွေရဲ့စကားကိုပြီးမဆိုင်ပါနဲ့တို့တွေတကယ်ချစ်ကြရင်တော့ဘယ်သူမှထိခိုက်တာမှမဟုတ်တာလို့ပြက်ပြက်တသားပြောခဲ့ပါတယ်မျိုးသားနေအားလည်းရမှာတော့ကျွန်တော်နဲ့တငယ်ချင်းယူဝေတို့ဟာစီရေးပြပွဲကိုတွားကြည့်ခဲ့ကြပါတယ်အဲ့ဒီမှာချန်ရှိနဲ့ထပ်မံဆုံတွေ့ခဲ့ပြီးသူမရဲ့အကူအညီနဲ့ရှေ့ဆုံးကနေကြည့်ခွင့်ရခဲ့ပါတယ်စီရေးပြပွဲမှာခန်းကြားထဲဝါတဲ့စစ်သားတွေကြားထဲမှာကျွန်တော်မထင်မှတ်ထားတဲ့သူတယောက်ကိုတွေ့လိုက်ရတယ်အဲ့ဒါကတော့စုချီပါပဲသူမဟာမြို့တော်အထိရောက်လာပြီးစီရေးပြပွဲမှာပါဝင်နေတာကိုမြင်လိုက်ရတဲ့အခါကျွန်တော်ရင်ထဲမှာတမျိုးကြီးဖြစ်သွားမိပါတယ်စီရေးပြပွဲအပြီးမှာယူဝေကကျွန်တော်ကိုငါချန်ရှိကိုသဘောကျနေပြီးသူမကိုငါလိုက်တော့မယ်လို့ရုတ်တရက်ဖွင့်ပြောလာတဲ့အတွက်ကျွန်တော်တော်တော်လေးအံ့ဩသွားပါတယ်အဲ့ဒီအချိန်မှာပဲအဆောင်ရှိမှာစုချီရောက်နေပြီးကျွန်တော်ကိုလာရှာနေတယ်လို့သိလိုက်ရပါတယ်စုချီနဲ့ကျွန်တော်ပန်းချန်ထဲမှာစကားပြောဖြစ်ကြပါတယ်စုချီဟာအခုမှအမှန်တရားကိုသိသွားခဲ့တာပါသူမကကျန်းဟောင်နဲ့လူတွေပေးစပွဲကိုသဘောတူခဲ့တာဟာကျွန်တော်ကိုရည်ရွယ်ချက်ရှိရှိဝေးရကိုတွန်းပို့လိုက်တာဖြစ်ကြောင်းကျန်းဟောင်ကလည်းသူမနဲ့ကျွန်တော်ကြားမှာနားလည်မှုလွဲအောင်ခြားကနေကလိန်ကကြစ်လုပ်ခဲ့ကြောင်းကိုသူမသိသွားပါပြီသူမဟာကျန်းဟောင်နဲ့လက်ထပ်ဖို့ကိုရင်းပယ်ခဲ့ပြီးကျွန်တော်စီကိုတောင်းပန်မှုရောက်လာခဲ့တာပါကျွန်တော်ကထွက်သွားဖို့ပြင်လိုက်တဲ့အခါစုချီကကျွန်တော်လက်ကိုဆွဲကင်ပြီးမသွားပါနဲ့လင်းယူလို့အတနာခံတဲ့အတန်နဲ့တားလိုက်ပါတယ်သူမရဲ့မျက်ဝန်းတွေထဲမှာနောင်တတွေနဲ့မျက်ရည်တွေပြည့်ရှင်နေတာကိုကျွန်တော်မြင်နေရပါတယ်အတိတ်ဘဝတုန်းကကျွန်တော်အယမ်းမျှော်လင့်ခဲ့ရတဲ့စုချီရဲ့ဗီယူဆိုင်မှုတွေဟာအခုကျွန်တော်ဆွတ်လွတ်လိုက်မှပဲရောက်ရှိလာပါတော့တယ်ဒါပေမဲ့အတိတ်ကနာကျင်မှုတွေကကျွန်တော်ကိုရင့်ကျက်စေခဲ့ပါပြီအမအခုတော့အရာအလုံးကနောက်ကျသွားပါပြီကျွန်တော်ရင်ထဲမှာအမတယောက်ထပ်မပိုးတော့ဘူးပြီးတော့အမမှလည်းကျန်းဟောင်ဆိုတဲ့သူတို့လောင်းရှိနေပြီပဲလို့ပြက်ပြက်တသားပြောလိုက်ပါတယ်စုချီကကျန်းဟောင်တဲ့ကိစ္စတွေကိုရှင်းလင်းပြီးပြီလို့ပြောပေမဲ့ကျွန်တော်ကတော့သူမကိုထားရစ်ခဲ့ပြီးလှည့်ထွက်လာခဲ့ပါတယ်ကျောင်းပေါဝအရောက်မှာတော့ကျန်းဟောင်ကကျွန်တော်ကိုစောင့်နေပြီးမင်းကငါမိမကိုလူတဲ့အကောင်လားဆိုပြီးလူကြားထဲမှာအော်ဟစ်ကကျွန်တော်မျက်နှာကိုလက်သီးနဲ့ထိုးလိုက်ပါတယ်လူတွေဝိုင်းကြည့်နေကြတဲ့အချိန်မှာကျွန်တော်ဟာအတိတ်ကလိုအနိုင်ကျင့်မခံတော့ပဲသူ့ကိုပြန်လဲတုံ့ပြန်ဖို့ပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာစုချီရောက်လာပြီးကျွန်တော်ရှိကကာကွယ်ပေးပေမဲ့အခြေအနေကပိုဆိုးလာပါတယ်အဲ့ဒီမှာတင်ချန်ရှိရောက်လာပြီးအခုထိုးလိုက်တာကလင်းယူလေအခုတို့သမီးရဲ့မောင်လေးပါရန်သူမဟုတ်ဘူးနော်လို့လိမ္မာပါနတ်စွာနဲ့ဝင်ရောက်ဖြည့်ရှင်းပေးပါတယ်ချန်ရှိကလူတွေအထင်မလွဲအောင်ကျန်းအောင်ဟာစုချီရဲ့မောင်လေးဖြစ်သူလင်းယူကိုမနာလိုဖြစ်ပြီးစိတ်ဝေဒနာခံစားနေရသူတယောက်လိုမျိုးပြည့်ရည်နဲ့ပြောဆိုကကျွန်တော်ကိုလူကြားထဲကနေဆွဲထုတ်လာခဲ့ပါတယ်ကျောင်းဝင်းထဲရောက်တော့ချန်ရှိကကျွန်တော်မျက်နှာကဒဏ်ရာကိုဆေးထည့်ပေးရင်နင်ကဘာလို့သူ့ကိုပြန်မထိုးတာလဲနင်အမကဘေးမှာရှိနေပြီးတော့နင်ကိုမကာကွယ်ပေးနိုင်ဘူးလားလို့စိတ်မကောင်းစွာနဲ့မေးပါတယ်ကျွန်တော်ကစုချီနဲ့အရာအလုံးပြီးဆုံးသွားပြီဖြစ်ကြောင်းပြောလိုက်တဲ့အခါချန်ရှိကကျွန်တော်ကိုစိုက်ကြည့်ပြီးဒါဆိုရင်နင်ကဘေးမှာအမြဲနေပြီးတော့မှလားလို့မထင်မှတ်ပဲဖွင့်ပြောလာပါတယ်အဲ့ဒီချိန်မှာတင်တငယ်ချင်းယူဝေကရောက်လာပြီးကျွန်တော်နဲ့ချန်ရှိတို့နှစ်ယောက်တည်းရှိနေတာကိုမြင်သွားပါတယ်ယူဝေကချန်ရှိကိုသဘောကျနေတာမို့စိတ်မကောင်းဖြစ်သွားပေမဲ့ချန်ရှိကတော့အလျှော့မပေးပါဘူးယူဝေကချန်ရှိကအတိုင်းဝိုင်းကြီးတဲ့သူမို့နင်းနဲ့အဆင်မပြေနိုင်ဘူးလို့ပြောတဲ့အခါချန်ရှိကအခုခေတ်ကအရင်လိုခေတ်မဟုတ်တော့ဘူးငါမိသားစုကငါချစ်တဲ့သူဆိုရင်လက်ခံမှာပါလို့ပြတ်သားတဲ့သဘောထားကိုပြသခဲ့ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်ဟာကျန်းဟောင်ရဲ့လုပ်ရက်တွေအတွက်တောင်ကုတ်တက္ကသိုလ်စီကိုတိုင်ကြားစာပေးပို့ဖို့ဆုံးဖြတ်လိုက်ပါတယ်အခုတော့ကျွန်တော်ဘေးမှာအတိတ်ကလိုတကူတည်းမဟုတ်တော့ပဲကျွန်တော်ကိုတန်ဖိုးထားတဲ့ချန်ရှိနဲ့လူဝေတို့လိုတငယ်ချင်းတွေရှိနေပါပြီတငယ်ချင်းယူဝေကသူ့ရဲ့အဖိနှိတ်ခံထားရတဲ့ဘဝနောက်ခံကိုဖွင့်ပြပြပြီးနောက်ကျွန်တော်တို့နှစ်ယောက်ပို့ပြီးရင်းနှီးသွားကြပါတယ်ယူဝေကချန်ရှိကိုတကယ်ချစ်တာထက်သူမရဲ့မိသားစုနောက်ခံကြောင်းတွဲချင်ခဲ့တာလို့ဝန်ခံလာတဲ့အခါကျွန်တော်ကသူ့ကိုကိုဘဝကိုပိုင်ဆုံးမှုနဲ့ကိုကံကြမ္မာကိုကိုယ်တိုင်ခံပြီးဖို့အကြံပေးခဲ့ပါတယ်အမျိုးသားနေ့အားလည်းရအပြီးမှာတော့ကျွန်တော်ကျောင်းမှာပဲစာဆက်ကြိုးစားနေခဲ့ပါတယ်။ဒီနေ့မှာတော့စစ်ဝတ်စုံနဲ့အမျိုးသမီးစစ်တီတယောက်ရောက်လာပြီးစုချီကကျွန်တော်ကိုတွေ့ချင်လို့စေယုံမှာစောင့်နေတယ်လို့ပြောပါတယ်။ကျွန်တော်စေယုံကိုအမြန်သွားခဲ့တဲ့အခါစုချီဟာဒဏ်ရာတွေနဲ့လဲလျောင်းနေတာကိုတွေ့လိုက်ရတယ်။စုချီကကျွန်တော်လက်ကိုကင်ပြီးမောင်လေး
အခုတော့ငါတို့နှစ်ယောက်ကြားမှာဘယ်သူမှတားဆီးလို့မရတော့ဘူးကျန်းဟောင်နဲ့စစ်ဆက်ထားတာကိုလည်းဖျက်သိမ်းလိုက်ပြီးမိဘတွေကိုလည်းအကုန်ဖွင့်ပြောပြပြီးပြီလို့ပြောလာပါတယ်သူမဟာကျွန်တော်အတွက်နဲ့မိဘတွေရဲ့ရိုက်နှက်ဆုံးမမှုကိုခံယူခဲ့ပြီးအရာအလုံးကိုဆုံးလုပ်ခဲ့တာပါဒါပေမဲ့ကျွန်တော်ရင်ထဲမှာတော့အတိတ်ဘဝကဒဏ်ရာတွေကအခုထိရှိနေသေးပါအမအခုတော့အရာအလုံးကနောက်ကျသွားပါပြီကျွန်တော်ဘက်ကအမအပေါ်ထားတဲ့တန်ရောစင်တွေအကုန်ကုန်သွားပြီးနောက်ဆိုရင်အမနဲ့ကျွန်တော်ကမောင်နှမအရင်တွေလိုပဲနေကြရအောင်လို့ပြက်ပြက်တသားညှင်းပယ်လိုက်ပါတယ်စုချီကမျက်ရည်တွေနဲ့တားဆီးပေမဲ့ကျွန်တော်ကတော့အတိတ်ဘဝကနာကျင်စရာဇလန်းကိုပုံမြင်တပုတ်လိုပြောပြပြီးသူမလက်ကိုဖြုတ်ချကထွက်လာခဲ့ပါတယ်။ကျောင်းပြန်ရောက်တဲ့အခါကျွန်တော်ကိုစိုးရိမ်တကြီးစောင့်နေတဲ့ချန်ရှိနဲ့ဆုံပါတယ်။သူမကိုစိတ်မပူဘူးပြောရင်းနောက်ဆိုရင်ကျွန်တော်ပဲသွားသူမကိုအတိပေးမယ်လို့ကတိပေးလိုက်တဲ့အခါချန်ရှိဟာဝမ်းသာသွားပါတယ်။ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလည်းအရင်ကထပ်ပိုပြီးပွင့်လင်းမြင်သာလာခဲ့ပါပြီ။တစ်ဖက်မှာတော့စုချီဟာစေးရုံမှာကြံရစ်ခဲ့ပြီးသူမရဲ့အိမ်မက်ထဲမှာအတိတ်ဘဝကကျွန်တော်ရဲ့နာကျင်စရာတွေကိုမြင်မှတ်ပြီးထိတ်လန့်နေခဲ့ပါတယ်။သူမဟာကျွန်တော်ကိုအပြီးတိုင်ဆုံးရှုံးလိုက်ရပြီဆိုတဲ့အတိနဲ့အတူနောက်သားတွေကြားမှာညှဉ်းမှုနေပါတော့တယ်။တော့ဘယ်လိုနာကျင်စွာတည်ဆုံးခဲ့ရတယ်ဆိုတာကိုသူမကိုယ်တိုင်မြင်မှတ်ခဲ့တာပါ။အဲ့ဒီနောက်မှာတော့သူမစီကိုအတိတ်ဘဝကမှတ်ဉဏ်တွေအစီပြန်ရောက်လာပါတော့တယ်။ကျွန်တော်ဘာကြောင့်သူမကိုစိတ်ကားခဲ့ရတယ်။ဘာကြောင့်ဝေးရကိုထွက်ပြေးခဲ့ရတယ်ဆိုတာကိုသူမအခုမှအကုန်နားလည်သွားခဲ့ပါပြီ။သူမရဲ့ရင်ထဲမှာဓာတ်နဲ့အထိုးခံရတယ်လို့ပြင်းပြင်းထန်ထန်နာကျင်နေရပါတယ်။တစ်ဖက်မှာတော့တငယ်ချင်းလူဝေဟာကြောင်းမတက်ပဲပျောက်နေတာကြောင့်ကျွန်တော်စိုးရိမ်တကြီးလိုက်ရှာခဲ့ပါတယ်။လူဝေရဲ့အဖေကသူ့ကိုကြောင်းထုတ်ပြီးအတင်းအဓမ္မအိမ်ပြန်ခေါ်ဖို့ကြိုးစားနေတာပါ။ကျွန်တော်နဲ့ချန်ရှိတို့ဟာလူဝေရဲ့အိမ်ကြီးလိုက်သွားပြီးသူ့ဖေကိုဖျောင်းဖျခဲ့ပါတယ်။လူတယောက်အတွက်အိမ်အောင်ပြူတာထက်ကိုချလောက်ပေါ်ကိုရက်တီနိုင်မှုကပိုအရေးကြီးပါတယ်ဆိုတဲ့ကျွန်တော်ရဲ့စကားတွေကြောင့်လူဝေရဲ့အဖေဟာစိတ်ပြောင်းသွားပြီးသူ့ကိုကြောင်းဆက်တက်ခွင့်ပြုလိုက်ပါတယ်။အဲ့ဒီနောက်ဆေးရုံမှာစုချီနဲ့ကျွန်တော်ပြန်ဆောင်ကြပါတယ်။စုချီကမျက်ရည်တွေနဲ့ကျွန်တော်ကိုတောင်းပန်ပါတယ်မောင်လေးအမတောင်းပန်ပါတယ်အတိတ်ဘဝကအမကြောင့်မောင်လေးဒီလောက်နာကျင်ခဲ့ရတာတွေကိုအမအကုန်တရိရပါပြီအမကိုခွင့်လွှတ်ပေးပါလို့ပြောလာပါတယ်ကျွန်တော်ရဲ့မျက်ဝန်းမှာလည်းအတိတ်ကနာကျင်မှုတွေကြောင့်မျက်ရည်တွေဝဲလာမိပါတယ်ကျွန်တော်စုချီကိုကြည့်ပြီးအေးအေးဆေးဆေးပဲပြုံးပြလိုက်ပါတယ်အမကကျွန်တော်အတွက်အမြဲတမ်းအမတယောက်ဖြစ်နေမှာပါလို့ပြောလိုက်တဲ့အခါစုချီဟာဝမ်းနဲ့ဝမ်းသာနဲ့ကျွန်တော်စပင်လေးတွေကိုအရင်လိုပဲအသားရပုတ်တက်ပေးပါတယ်ကျွန်တော်ရင်ထဲမှာရှိနေခဲ့တဲ့အတိတ်ကအမုန်းတရားတွေဟာလည်းအဲ့ဒီအချိန်မှာပဲအကြီးပြောကျဆင်းသွားပါတော့တယ်ဒီမြင်ကွင်းကိုအဝေးကနေလက်မြင်နေရတဲ့ချန်ရှိကတော့ကျွန်တော်စုချီကိုပြန်လက်ခံလိုက်ပြီးအထင်နဲ့ရင်ထဲမှာမတင်မကျဖြစ်နေရှာပါတယ်။ဒါပေမဲ့ကျွန်တော်နဲ့စုချီကြားကတန်ရောစင်ကတော့ချစ်သူရေးစားထက်ပုံမမြင့်မြတ်တဲ့မောင်နှမတန်ရောစင်အဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။အတိတ်ကဒဏ်ရာတွေကိုခွင့်လွှတ်ခြင်းနဲ့ကုစားပြီးဘဝတစ်ကိုအတူတူရှေ့ဆက်ဖို့ဆုံးဖြတ်လိုက်ကြပါပြီ။လာရက်ပြီးနေတကယ်ပဲအတိတ်ကလိုအမမျိုးကိုထက်လုပ်တော့မှလားဘာလို့သူ့ကိုပဲထက်ရွေးချယ်ရတာလဲလို့မျက်ရည်တွေနဲ့မေးလာပါတယ်။သူမရဲ့ဝမ်းနဲ့နေတဲ့မျက်နှာလေးကိုကြည့်ပြီးကျွန်တော်ထပ်ပြီးမစားနောက်ချင်တော့ပါဘူး။နေအထင်လွဲနေတာပါချန်ရှိငါသူ့ကိုရွေးချယ်ခဲ့တာမဟုတ်ဘူးသူကငါအတွက်ထာဝရအမတယောက်ပဲလို့ကျွန်တော်ခက်တူးတူးပြောလိုက်တဲ့အခါချန်ရှိရဲ့မျက်ဝန်းတွေဟာချက်ချင်းဆိုသလိုတောက်ပလာပါတယ်သူမဟာအတက်တရောနဲ့လင်ယူငါနင့်ကိုတကယ်သဘောကျတယ်ငါ့ကိုအခွင့်အရေးတစ်ခုပေးမလားလို့ဖွင့်ပြောလာပါတယ်ကျွန်တော်ရဲ့ရင်ထဲမှာလည်းချန်ရှိပေါ်ထားရှိတဲ့ခံစားချက်တွေရှိနေမှန်းသိလိုက်ရပြီးသူမရဲ့လက်ကိုအตาရဆုပ်ကိုင်ရင်းခေါင်းညှိဝန်ခံလိုက်ပါတော့တယ်အဲ့ဒီနောက်ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုတငယ်ချင်းတွေရှိမှတရားဝင်ကြီးညာခဲ့ကြပါတယ်လူဝေကတော့ငါကတော့တယောက်တည်းကြံခဲ့ပြီးဆိုပြီးမနာလိုဖြစ်ဟန်ဆောင်ကစားနောက်နေခဲ့ပါတယ်ကျွန်တော်ဟာအတိတ်ကနာကျင်စရာတွေကိုအပြီးတိုင်မေးဖြောက်လိုက်ပြီးချန်ရှိနဲ့အတူပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေကိုဖျက်ဆီးခဲ့ပါတယ်စောင်းရသည်ရောက်လာတဲ့အခါကျွန်တော်နဲ့ချန်ရှိတို့ဟာဖုန်းရံကြေးရွာကအိမ်ကိုအတူတူပြန်လာခဲ့ကြပါတယ်အိမ်ရောက်တော့မိဘတွေကိုချန်ရှိနဲ့ကျွန်တော်တို့ရဲ့အကြောင်းကိုဖွင့်ပြောပြခဲ့ပါတယ်မိဘတွေကလည်းစုချီနဲ့ကျွန်တော်ကြားကကိစ္စတွေရှင်းလင်းသွားပြီဆိုတာသိလိုက်ရတဲ့အတွက်စိတ်အေးသွားကြပါတယ်နှစ်တစ်ကူးညစာကိုမိသားစုနဲ့အတူပျော်ပျော်ရွှင်ရွှင်စားတောက်နေကြချိန်မှာစုချီလည်းရောက်လာခဲ့ပါတယ်။သူမဟာအရင်လိုကျွန်တော်ပေါ်အပိုင်စည်းခြင်းတဲ့စိတ်တွေမရှိတော့ပဲမောင်လေး။အခုမင်းတကယ်ပြောနေပြီလားလို့မေးလာပါတယ်။ကျွန်တော်ပြုံးပြီးခေါင်းညှိပြလိုက်တဲ့အခါသူမလည်းစိတ်သက်သာရသွားပုံပါပဲ။ညဘက်မှာတော့ကျွန်တော်တို့မောင်နှမနှစ်ယောက်ခြံထဲမှာမီရှူမီပန်းတွေအတူတူလွတ်ခဲ့ကြပါတယ်။ကျွန်တော်ရဲ့တောက်ပတဲ့အပြုံးတွေကိုကြည်ရင်စုချီဟာသူမရဲ့ရင်ထဲကအချစ်ကိုမောင်နှမတန်ရောစင်ဖြစ်ပြောင်းလဲသိသိထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဖခင်သခင်ကသူမကိုကျွန်တော်ရဲ့အမအဖြစ်ဘေးနားမှာရှိနေခွင့်ပေးထားတာကိုပဲကျေးဇူးတင်ရင်းနဲ့ပေါ့။